Camaro go and the Naka, Josima, La Uzi. Take what away of type Yabazin. Begomalo. So bottom how. Quilo Quidron. Bow. Lerari Yamano. လိုအလုံးမဲမင်္ဂလာပါခင်ဗျာအခုတင်ဆက်ပေးခြင်းတဲ့ဗီဒီယိုလေးကတော့ဒါကွန်ဇော်ရဲ့အညာပဒတ်တွေကိုဖယ်နေကစ်လိုက်တဲ့ဗီဒီယိုဖိုင်လေးကိုအတူတူနားထောင်ကြည့်အောင်ဗျာနော် Hello အားလုံးပဲမင်္ဂလာပါနည်းနည်းတော့ပြောကြလို့ပါကျိုးစုအုတ်ကူလေးမှာဖက်နဲ့လေးကျိုးချီတော့လောင်မြိုက်နေကြတာငါမသိလို့မေးကြည့်ပါဦးမယ်အဲ့အုတ်ကူမှာတည်တဲ့အလောင်းတွေမင်းတို့ပြောတဲ့ဒေါ်လာရင်းရဲဖို့လေဆိုတာအာဇာနည်တွေလို့မင်းတို့ပြောတယ်အဲ့ကောင်တွေစင်းရင်မင်းတို့ပြောတဲ့အန်ယူဂျီမှာရှိလားဘယ်နေ့ဘယ်ရက်ဘယ်တိုက်ပွဲမှာဘယ်နှစ်နိုင်ချိန်မှာကြဆုံးသွားတယ်ဆိုတော့စင်းရင်အင်းရောရှိလားဘာပြောနေကြတာလဲလို့နော်ဘာမှလည်းမသိဘာမှလည်းမရှိတဘုံနေနိုင်ငံတော်ပုံကန်နေတာတဘုံနေကျွန်တော်ဘက်မှာပြည်သူကပါတယ်ဘယ်ပြည်သူကပါတယ်မြန်မာပြည်မှာပြည်သူပါပြီးတိုက်လို့နိုင်သွားတဲ့စစ်ပွဲတွေရှိတယ်မသိရင်သိအောင်လေ့လာလိုက်အောင်နော်ဘာထောက်ဖို့ထောက်ဘက်ဘယ်ကောင်ထောက်ပံ့တာဘယ်ကောင်ပတ်စံလှူတာမှပြားမှမပါပဲနဲ့တပြည်လုံးတော့မဟုတ်ဘူးနော်ပြည်နယ်တစ်ခုတည်းမှာဘာထောက်ဖို့မှမပါဘူးပြည်သူပဲပါတယ်ပြည်သူစားပြီးတော့တိုက်ခဲ့လို့နိုင်သွားတဲ့စစ်ပွဲတွေရှိတယ်တေချာလေ့လာလိုက်အခုကဘာမှမဟုတ်ဘူးတော်လန်ပုံကန်ချားနာတဲ့ဒီဗရက်တကယ်အိမ်မရှိရာမရှိတကယ်ဟိုနည်းဖြစ်တဲ့ကောင်တွေဟိုကောင်လေးတယောက်ပြောသွားတဲ့စကားတစ်ခုကောင်းပါတယ်ရင်တော့ညာသားတွေပတ်စံတောင်းရရင်3ရက်လောက်အိမ်မပျော်ဘူးတဲ့အခုကတနက်လေးကင်ပြီးတော့တခိုးကြဘိုးတွေလုံနေကြတယ်အဲ့လိုကောင်မျိုးတွေတည်သွားတာအမှတ်တရဆိုပြီးတော့အုတ်ကူတာထားရတယ်သူတို့ရဲ့ body လည်းမရှိဘူးအယိုးအိုးလည်းဘာမှထားလို့မရဘူးဘာမှဆွဲနိုင်တဲ့အရေးချင်းဒီကောင်တွေမှာမရှိဘူးအဲ့ဒါကိုဘာကြီးလောင်းနေရတယ်ဘာကြီးဖြစ်နေကြတာတော်ရုပ်ဖြစ်နေကြတာကြည့်တယ်တခုပဲပြောမှာကွာမင်းတို့တွေလောက်ပြတော့ကြတော့နိုင်ငံတနိုင်ငံရဲ့နိုင်ငံတော်အလံကိုခြေတော့နဲ့နင်းတယ်မီးနဲ့ရှို့တယ်ဟိုလက်နီးစိုးလုပ်တယ်အဲ့ဒါကြီးကကောင်းလားငါမေးကြည့်မယ်အဲ့ဒါကောင်းလားကောင်းတယ်ဆိုတော့ကောထွက်လာခဲ့အဲ့ဒါကြီးကဟိုနေပေါ့အဆင့်ရှိတယ်ပေါ့ဆောက်ရှက်လည်းမရှိကြဘူးကိုပြောတဲ့စကားတွေဘယ်ရောက်လို့ကိုအားပေးတဲ့ဟာဘယ်ရောက်လို့ရောက်မှန်းလည်းမသိဘူးသိအောင်ရင်လုပ်ကြမသိပဲနဲ့ရန်တန်ပန်းတန်သူများရောက်နေအခုချိန်ကြီးမင်းတို့ကသူများရောက်နေတို့ရတာညီလာဝေးလီလေးကောင်းနေအာဘောင်အရင်တန်တန်နဲ့ပြောပြီးတော့လိန်စားနေတဲ့ကောင်တွေပဲယုံတဲ့ကောင်တွေမင်းတို့ဘွားတွေလည်းပြတ်မယ်မင်းတို့စီးပွားတွေလည်းပြတ်မယ်မယုံမရှိနဲ့ယုံလားမကြောက်ဘူးကုံသွားမှာဘာမှဖြစ်မလာဘူးစုငွေဘယ်လောက်ထုတ်တယ်လို့ဘာထုတ်တယ်လို့ခင်ဗျားတို့သိအောင်ပြောပြဟိုးလွန်ခဲ့တဲ့တစ်နှစ်လောက်ကဖြစ်မယ်နဲ့တူတာကြိုက်ထုံမှာမျိုးသမီးတယောက်သူ့ဘာရသာလုပ်လာသူ့ကိုကျွန်တော်ကသူ့ဘာရသာခေါ်လို့သူစိတ်ဆိုးတော့ဘာဖြစ်လို့ဆိုတော့သူ့ဘာဆိုတာကောင်းတော့ရသာဆိုတာဘယင်ကောင်းတော့ဘယင်ဖြစ်တဲ့အတွက်အဲ့ဗမာပြည်မှာရှိတဲ့သူ့ဘာရသာတွေကိုမင်းတို့စုငွေဘယ်လောက်ခွက်ခောက်နိုင်မခောက်သမ်းအဲ့သူ့ဘာရသာတွေမင်းတို့စုငွေထုတ်ကြဘာဖြစ်လို့လဲလားသူ့ဘာရသာဆိုတာအဲ့ဒီအုတ်ကူတွေပေါ်မှာချီးပါတယ်အရက်တောက်တယ်ဖဏနဲ့အိတ်တယ်ဖဏနဲ့ရိုက်တယ်တခါကြီးစောက်မြင်ကက်လို့ရှိရင်နာမည်မှာခေါ်ဆဲရိုက်သေးတာမင်းတို့မြင်ဘူးလားတွေ့ဘူးလားဘာတွေဖြစ်နေကြတာလဲလို့အတိနဲ့တတိလည်းမရှိကြဘူးမကောင်းတဲ့ကောင်တွေကွာမကောင်းတဲ့ကောင်တွေဆိုတာသိရလားပြည်ဝရမ်းပြေးတွေမြောက်ပေးလို့သိရလားဒီမှာအိမ်မရှိယာမရှိမိမရှိဖမစစ်တေးဒီကြဘိုးအုတ်ကြားမြက်ပေါက်ဒီလိုလမ်းမေးနေလမ်းမေးစားတကယ်ဂျလေဘီကောင်တွေကသွားပြီးတနက်ကင်မှတေးဆိုတော့တေးပါစေပေါ့မင်းကတက်မတော်ဆိုတာအရောက်စစ်ချေကန်တင်တော့ကြာနာတက်ပြီးသားအဲ့လိုသူမျိုးနဲ့သွားပြီးတော့မင်းကလည်းလေဝင်းသက်ရှင်တော့တေးတော့ပေါ့ကွာတေးတော့ဘာဖြစ်လဲအဲ့တေးတဲ့အုပ်ကူလေးဖက်နှက်လေး
တင်ပြီးတော့စီးတော့လောင်မြိုက်ဘယ်လောက်ထုတ်မင်းတို့လောင်မြိုက်တဲ့ပုံစံဘာနဲ့တတူလဲဆိုရင်မင်းတို့ကလှော်ပေးနေတာဒီကောင်လှုပ်ကြဟာထဲကြမင်းတို့120 130စားပါငစီပြောသလို130စားပါ130ထဲကြတော့ဒီကောင်ဖမ်းပါရောက်အဲ့တော်ရကောင်နေလေရောက်တဲကြဒီကောင်ရောက်လိုက်ရှာကြတေကြမှာကလေးတွေဦးလေးပြောပြမယ်မင်းတို့သေအောင်တတ်နေတာဘယ်ကောင်နေတတ်နေအဲ့ကောင်နေတတ်နေတာရောက်ဒီလိုရောက်ငါတို့ဒေါ်လာရင်းပါအဲ့ဒေါ်လာရင်းဆိုတဲ့အော်နေတဲ့ကောင်တွေကိုမေကိုနှပ်ပေးလိုက်တော်ရစင်းတိုက်လို့ပြောငါပြောပြီးပြီတကောင်းမှမလုပ်ဘူးလို့ပြောတာမယုံမရှိနဲ့အချိန်မြင့်စိတ်ခေါ်အဲ့ကောင်တွေမင်းတို့မေးလိုက်ခမရတို့ကိုယ်တိုင်တနက်ကင်ပြီးတော့ကျုပ်တို့စီမှာလာဦးစီးလို့တိုက်ပွဲတော့တိုက်ပြပါဆိုရင်ဘယ်ကောင်မှမလာဘူးစောက်ပေါ့တော့မဟာဘူးခွေးလို့ခွေးတောင်စားတယ်ပေါ့အလေသားကြီးရွယ်ရိုက်မှာနော်